ဒီနေ့တော့လေးရဆော့တရနာပြောကံမျိုးဒုတိယနေ့ကျွန်တော်ဒီနေ့ကအခု9နာရီထိုးပြီဆိုတော့ကျွန်တော်ဒုတိယနေ့ရဲ့ဒီချင်းခါတော့ကျွန်တော်စားတော့မယ်ဒီဒုတိယနေ့မှာကျွန်တော်ဆော့မယ်အပိုင်းကပခုံးရဲ့လက်ကုန်းရဲ့အပိုင်းရဲ့ထိုင်မယ်အဲတော့အခုကျွန်တော်ဒီပခုံးရဲ့ဆော့မယ်ပခုံးရဲ့ဆော့မှာကျွန်တော်ကတွေးပူရင်လောက်မယ်ဒီနေ့ပခုံးစောအချိန်ကနိုင်ဝက်ပဲရတယ်နိုင်ဝက်ပဲရတော့ရှေ့နောက်ကိုတပြိုင်တည်းဆော့မယ်ရှေ့တက်နောက်တက်မဆော့တော့ရှေ့နောက်ကိုတပြိုင်တည်းဆော့မယ်အချိန်ရတော့ရတယ်လို့ဆွဲမယ်呀！ဒီနေ့ကအချောကြီးနည်းနည်းပို့ဆော့ကျွန်တော်3မိနစ်မနာတော့နည်း2မိနစ်လောက်ပဲနားမယ်နည်းနည်းအချိန်ပိုရအောင်လားအခုကျွန်တော်ဒုတိယအချောကိုအလေးထပ်တူထားတယ်အလေးတူလိုက်တဲ့ကြောင့်တော့အချိန်ရတော့ရော့ထားလိမ့်မယ်ချိန်ရတယ်တော့ပဲတရားကြော်တဲ့အလီနဲ့တေးထထည့်မယ်ဒီကောင်လေးကြီးဆုံးကိုဒီလောက်ပဲထည့်မယ်ဒီကောင်ကလေးကြီးဆုံးကြော်တော့ကျန်မကြော်ဆွဲမယ်မကြော်ဆွဲပြင်ကြော်လေးထပ်ဖြုံးမယ်တရားကြော်ကျွန်တော်ဒီမှာအလေးအသေးထပ်တိုးထားတယ်အလေးအသေးကိုထပ်တိုးပြီးဆိုတော့ချက်ရည်ကခုနကတော့ထပ်ရတော့မချက်ရည်နေနေပဲရမယ်အခုလည်းရတော့ဆွဲမယ်ခဏနားပြင်ဒီအလေးကိုပဲကျွန်တော်တိုးရှော့မလို့တော့ဘူးဒီအလေးကိုပဲနောက်တစ်ခေါက်ထပ်ဆွဲမယ်ဆွဲပြီးဆိုမှကျန်တဲ့အကြောတွေကိုအလေးချက်ချင်းရှော့ရမယ်Hey there. Subscribe to the channel and also press this bell icon. Oh yeah. အခုကျွန်တော်လေးစာပြီးရှော့ပြီးကျွန်တော်ဒီလေးရှော့တဲ့အချိန်ကကျွန်တော်အလေးရှော့ပြီးဆိုတော့ကြားထဲမှာနားအချိန်ကကျွန်တော်စက္ကန့်30ပဲထားမှာ
တခြားရှော့မယ်ဒီလေးကိုရှော့လိုက်တဲ့အချိန်ကနားချိန်ကအကြိုင်မလို့ဒီကောနားမယ်ဆိုရင်စက္ကန့်30လောက်နားဆိုရပြီစက္ကန့်30နားမယ်ဒီကောင်နောက်ဆုံးကြော့ဒီကောင်ဆွဲပြီးဒီကစားနည်းကိုနားမယ်ကစားနည်းနောက်တစ်ခုပြောင်းမယ်အခုဆိုရင်ပကုံးဆော့တဲ့မျိုးပဲပြီးသေးတယ်ဒီမိနစ်20လောက်ရှိသွားပြီအဲဒီကောတော့ကျွန်တော်ကစားနည်းပြောင်းမယ်ပေါ့နော်ကျွန်တော်တို့ gym ရလို့တော့မဟုတ်ဘူးပေါ့နော်ဘာကစားပဲဖြစ်လောက်ခံနေဆိုတော့ကျွန်တော်တို့စီးတွေပါတယ်သွားထားဖို့လိုပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဆော့နေတဲ့အချိန်မှာစီးတွေပါတယ်သွားခြင်းနေဆိုရင်လည်းစီးတွေမအောင်လာပါနဲ့ဗျကျွန်တော်တို့ဒါကျမကြီးအတွက်ပေါ့နော်စီးအောင်လို့မရပါဘူးကျွန်တော်စီးသွားကြရှိသွားမယ်ရေလည်းတောက်လို့ရပါတယ်ဒါမှမဖြစ်ပါဘူးကျွန်တော်တို့တချို့တော့ရေခဲရေတွေပါတယ်တောက်လို့ရလားပါညာမေးတာတွေလည်းရှိတယ်ပေါ့နော်ရေခဲရေတောက်လို့ရပါတယ်ဗျဘာလို့ကျွန်တော်တယောက်နဲ့တယောက်ကအကြိုက်တွေရမှတူတချို့ကကျရေခဲရေတောက်မှအာသာပြေတာလည်းရှိတယ်ပေါ့နော်ပြန်ပူပိုင်းဒေတာကျွန်တော်တို့မန္တလေးတို့ရန်ကုန်တို့လိုမျိုးဗမာပြည်ဖက်ပူပိုင်းဒေတာတွေဆိုရင်တော့တူတဲ့အတွက်ကြောင့်တော့အများအပြားတော့ရေခဲရေတောက်မှအာသာပြေတာတွေပါတယ်ရှိတယ်အဲ့ဒါကြောင့်ဒီရေခဲရေပဲဖြစ်ရိုးရိုးကြီးပဲဖြစ်ဒါတော့ဘာမှမဖြစ်ပါဘူးတောက်လို့ရပါတယ်ရင်စောစောလေးပေါ်တာလေးနဲ့ကိုင်းမယ်ပါလေးနဲ့အလေးပေါ်လေးနဲ့ရစောမယ်တခါရတော့ချက်ရေးရစမ်းမယ်အဘိပထမတော့စောပြီးတော့2မိနစ်လောက်ပဲနားပဲပြီးရင်လေးတိုးပြီးစောမယ်အလေးတိုးတဲ့အတွက်ကျွန်တော်ချက်ရတော့ခဏလောက်တော့ရပါမှာပေါ့ချက်ရရောတော့ပဲခုတော့ကျွန်တော်စောပြတဲ့ဒုတိယနေ့ရဲ့ဒုတိယကစားနည်းရဲ့ဒုတိယအကြောကိုကျွန်တော်ခုထပ်စောမယ်ခုနကျွန်တော်အလေးနည်းနည်းအခုအလေးနည်းနည်းထပ်တိုးထားတယ်အလေးထပ်တိုးတဲ့အတွက်ကျွန်တော်ချက်ရတော့ခဏလောက်တော့ရတော့မှာမဟုတ်ဘူးတယ်မယ်တော့ရတော့ဆွဲမယ်အခုက failure ဖြစ်တဲ့အထိစော့ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့တော့ချက်ရတော့တွဲစရာတော့မလိုဘူးပေါ့နော်အားရှိတော့ဆွဲမယ်အားရှိတော့ရုံးရမှာပေါ့နော်အဲဒါကြောင့်ဒီကောင်ကအလေးတိုးရင်အချက်ရရော့လာတာတော့တဘာဝပဲဖြစ်တယ်ပေါ့လေအဲဒါကြောင့်ကျွန်တော်တို့ကအလေးတိုးလို့အချက်ရရော့တယ်ပါကြဆိုမှကိုယ့်ရဲ့စိတ်ထဲမှာထည့်ထားစရာမလိုပါဘူးသူကဒါတဘာဝပဲဖြစ်ပါတယ်ကျွန်တော်ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ်ခန္ဓာရည်အားရှိတဲ့လောက်ပဲကျွန်တော်တို့ကစောရတော့ဘူးနော်အဲဒါကြောင့်ကျွန်တော်တို့ကကိုယ်4နိုင်တလောက်စော့ပဲအချက်ရည်ကိုလည်းနိုင်တလောက်ပဲဆွဲရင်ရပါတယ် Subscribe to my channel and also press this bell icon. ဟုတ်ပြီအခုဒုတိယကြော့ပြီးတော့ကျွန်တော်2မိနစ်ပဲနားမယ်အလေးထပ်တိုးမယ်ဟာလဲသုံးစားတိုင်းပဲအလေးတိုးရင်ချက်ရည်တော့မယ်အဲဒါဆိုရတော့ပဲဆိုတော့ဒါကကျွန်တော်ပထမဆုံးဆော်ထားတဲ့အလေး30 kg ဒုတိယကြော့15 kg အခုတတိယကြော့ကိုကျွန်တော်20 kg နဲ့တိုးပြီးဆော်မယ်ပေါ့နော်မှာကျွန်တော်ချိန်လဲဆော်ရတဲ့ချိန်ကနိုင်ပဲပြည့်တော့ပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီကောင်ကိုအခုတတိယကြော့ကိုနောက်ဆုံးအကြော့အနေနဲ့ပဲဆော့မယ်ပြီးရင်ကျွန်တော်ကစားနေနောက်တစ်ခုပြောင်းမယ်နောက်တစ်ခုကပါဆော့နေဆိုတော့လေကုတ်ကိုဆော့မှာဖြစ်ပါတယ်အဲတော့လေကုတ်ကိုလည်းကျွန်တော်ချိန်ရသလောက်အမျိုးအစားရသလောက်ကျွန်တော်ဆော့ထားမယ်ပေါ့နော်
ကဲပြီးတော့ဒီနေ့ပခုံးကတော့ဒီလောက်ပဲဆော့မယ်ဒါပြင်လေကုတ်ဆွဲမယ် ဒီကောင်ကိုဒီလိုမေးစိတ်တိအောင်ဆွဲရမယ်ဒီကောင်ကစားနည်းอ่ะပခုံးကိုဆွဲတဲ့ကစားနည်းနဲ့မားတာတယ်ကျွန်တော်တို့ပခုံးကိုဆွဲတဲ့ခါကျတော့ဒီလောက်ပဲရင်နားလေးပဲနော်ရင်နှုတ်ဒီခေါင်းနားလေးပဲတော့ရင်အောက်နားလေးပေါ့ဒီလောက်လေးဆွဲဆိုတာသူကပခုံးထိတယ်ပြင်ပခုံးကိုဆွဲတဲ့ချိန်မှာကျတော့ဒီလိုရင်ကိုဖွင့်လာပြီးရမယ်ကျွန်တော်လေကုတ်ကိုဆွဲတဲ့ခါကျတော့လေကုတ်ကိုဒီလိုရှေ့ဒီလိုအနေထားမျိုးထားပြရမယ်ပေါ့နော်ပြီးခါကျမှဆွဲတဲ့ခါကျတော့တန်ချောင်းကိုပေါ်ဒီအောင်ဆွဲထားတဲ့ချိန်ကိုဒီလိုထုတ်ပြီးဒီနေ့ဒီကောင်ကကျွန်တော်3ကြော်ပဲဆော့မယ်အလေးတိုးမယ်အလေးတိုးပြီးဆော့မယ်3ကြော်ပဲဆော့မယ်ကစားနေတယ်ဆော့ကျင်နေတော့ဒီမျိုး3ကြော်ပဲဆော့ဒါတည်းမှနမနေပဲနားဆိုရပြီကျွန်တော်ရဲ့စပီးနဲ့ကတော့ရေးပဲဖြစ်ပါတယ်နားချိန်လည်းနမနေပြည့်ပြီဆိုတော့ကျွန်တော်နောက်ထပ်ဒီမှာဒုတိယကြောကိုထပ်ဆွဲမယ်ကျွန်တော်လေးတိုးထားတယ်ချိန်တော့ကျွန်တော်ရတော့ထပ်ဆွဲမယ်ကျွန်တော်လည်းလက်ကုတ်သားအားနေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မျိုးကျွန်တော်အခုကအမီပြန်လိုက်ပြီးတော့လည်းပြန်လိုက်ဆော့ရတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းပြည့်စုံတဲ့အမျိုးတော့မဟုတ်ဘူးเนาะတနည်းကကြသူရဲ့အားနေချက်လေးတွေရှိတယ်ပေါ့ဗျာဒီအားနေချက်ကိုကျွန်တော်တို့အတတ်နိုင်ဆုံးကျွန်တော်တို့ဖြည့်ဆည်းဖို့တော့လိုတာပါကျွန်တော်ကိုယ့်ရဲ့အားနေချက်ကိုတီးမှဘာကိုအားထည့်ပြီးဆော့ရမယ်ပါပြီးရင်ကျွန်တော်တို့တချို့ဟာတွေကကျွန်တော်အားကောင်းနေပြီးတဲ့ဟာတွေကကျွန်တော်ရှော့တင်ရှော့ရမယ်ပေါ့နော်အဲလိုကိုအားနေတဲ့ဟာဆိုအချိန်ပေးပြီးတော့မှပို့ဆော့ပေးဖို့တော့လိုတော့ပါအခုကျွန်တော်တတိယအကြောကိုဆော့မယ်ပေါ့နော်အလေးကတော့ကျွန်တော်ကအလေးအတိုင်းပဲထည့်ထားတယ်အလေးကတော့မပြောင်းဘူးနော်အခုတတိယအကြောဆော့ပေးนี่ဒုတိယကစားနည်းကိုကျွန်တော်အခုစားတော့မယ်ပေါ့နော်ဒုတိယကစားနည်းရဲ့ပထမအကြောကိုကျွန်တော်စပြီးဆော့မယ်ဒီကောင်ကကျွန်တော်လေးတုံးတော်မယ်ခုနကဆော့ရတဲ့ကစားနည်းကကျွန်တော်အကျယ်နဲ့ခြင်တယ်ဒီကောင်ကကျွန်တော်အလေးပြားနဲ့ဆော့တယ်အကျယ်ဆော့တယ်ကျွန်တော်တော့ဆော့နိုင်ရအောင်ပေါ့နော်အချိန်ကနိုင်ပဲထင်ပါပဲပြီးဆော့ရတဲ့အတွက်ကျွန်တော်ရောက်တော့ပဲဆော့တာဖြစ်ပါတယ်ဗျအခုကျွန်တော်ဒုတိယအကြောကိုစပီဆော့မယ်ပေါ့နော်ဒုတိယအကြောတော့လေးမတိုးတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်စီမှာရှိတဲ့အကြီးစုံလေးကဒီလောက်ပဲရှိတော့ဒီတက်ကြီးတဲ့လေးမရှိတော့ဘူးအဲဒါဆိုတော့ဒီအလေးနဲ့ပဲထပ်ဆော့မယ်ကျွန်တော်ဒီကစားနည်းတော့နောက်ဆုံးကြောဆော်မယ်ဒီတော့ချက်ရတော့ပဲအလေးရတော့ခုနကတိုင်းပဲကြောပြောသလိုပဲဟိုမှာလေးရ30မရှိရရှိတဲ့လေးနဲ့ချအောင်
ဒီမှာကျွန်တော်ကစားနည်းနှမျိုးကစားပြီးတော့အချိန်ကနိုင်ဝဲပြေးဖို့10မိနစ်လောက်ပဲကျန်တယ်အချိန်က10မိနစ်လောက်ပဲကျန်တော့เนาะအဲ့ကကြောင့်ကျွန်တော်နောက်ဆုံးကစားနည်းအဲ့ဒီကောင်ကိုအကြောရရသလောက်ဆွဲမယ် Hey there. Subscribe to my channel. And also press this bell icon. ကျွန်တော်တို့ကြွသားကိုကြီးထွားဖွံ့ဖြိုးအောင်ဆော့တဲ့အပိုင်းမှာပေါ့နော်ကျွန်တော်တို့အသက်ရှူတဲ့ပုံစံနဲ့ပြင်ပါဖို့လိုတယ်ပေါ့နော်အဲ့တော့ဘယ်လိုအလွယ်မှတ်ရမလဲဆိုရင်ကျွန်တော်တို့ကြွသားညစ်တဲ့အချိန်အားစိုက်ထုတ်တဲ့အချိန်ကိုအသက်ရှူထုတ်ပြရမှာဖြစ်ပါတယ်လေရှူထုတ်ပြရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်ဟာကိုပဲကစားညစ်တဲ့အချိန်မှာလေရှူထုတ်ပြရမှာဖြစ်ပါတယ်အဲ့ဒီကောင်ကကျွန်တော်တို့ရဲ့ကြွသားကြီးထွားဖွံ့ဖြိုးဖို့အတွက်အသက်ရှူနည်းစနစ်ပဲဖြစ်ပါတယ်အကယ်လို့အစီကျခြင်းတဲ့လူနှိမ့်ကျခြင်းတဲ့လူကကျတော့ဘယ်လိုအသက်ရှူရမလဲဆိုတော့ခုနကျွန်တော်ပြောတာနဲ့ဆန့်ကျင်ဘက်ပေါ့နော်အဲ့ဒီနည်းစနစ်အတိုင်းလိုက်လုပ်ပေးရင်တော့ကျွန်တော်အလုံးကိုအကျိုးရှိမှာဖြစ်ပါတယ်ဗျကျွန်တော်ကလေးကိုတစ်ဖက်ကို15 kg ထည့်ထားတယ်ပေါ့ကျွန်တော်လေးထပ်တိုးမယ်ကျွန်တော်အတင်3ကြောတော့ပဲစုပ်ဖြစ်လိုက်မှာပါအချိန်ကဒီမှာကျွန်တော်လေဘုတ်ကစားတာကျွန်တော်ချိန်နိုင်ပဲလဲပြေတော့ဒီကတော့ဆုံးကျော်ဆွဲမယ်ကျွန်တော်လေးထပ်တိုးမယ်ဒီထားတော့နောက်ဆုံးကြော်ပဲထုံးစံတိုင်းပဲလေကောဆွဲပြီးစားလေကောငငယ်ညင်တယ် This final round here was super heavyweight championship in Abu Dhabi. And the thing is, it's not fine. Let's go. Let's forget about where you Oh, အရင်နေ့ကကျွန်တော်ပြောသလိုပဲပေါ့နော်တရက်ကိုကြွတာအစိပ်ပိုင်း3မျိုးမနေ့ကကျွန်တော်ဆော့လိုက်တာကရင်ကြောလက်မောင်းဒီနေ့ကကျွန်တော်ပခုံးရယ်လေကုတ်ရယ်ပြီးရင်အောက်ပိုင်းထိုင်မယ်အခုကကျွန်တော်2မျိုးပြီးသွားပြီတတိယတစ်မျိုးကကျွန်တော်အောက်ပိုင်းထိုင်မယ်အောက်ပိုင်းကိုကျွန်တော်နိုင်ဝက်နဲ့ပြီးထိုင်မယ်ပေါ့နော်ဘယ်နှမျိုးကစားဖြစ်မလဲဘယ်နှကြောကစားဖြစ်မလဲတော့ကျွန်တော်လည်းခန့်မှန်းလို့မရသေးဘူးကျွန်တော်အချိန်ရသလောက်တော့ကျွန်တော်ဆော့ရပေးမယ်ပေါ့ကျွန်တော်ယနေ့ကပြောထားတဲ့အတိုင်းပဲဒီပထမနေ့နဲ့ဒုတိယနေ့ကကျွန်တော်လေးကြီးနဲ့ဆော့မယ်တတိယနေ့နဲ့စတုထနေ့ကိုခါကြတော့အလေးလျှော့မယ်အလေးနည်းနည်းနဲ့ဆော့မယ်အချိန်နဲ့များနဲ့ဆော့မယ်ပေါ့နော်အဲ့ဒီအတိုင်းကျွန်တော်ကစားတော့မှာဖြစ်ပါတယ်အခုကျွန်တော်ကစားနေတာကဒုတိယမြောက်ရက်ဖြစ်ပါတယ်ဗျဒီမှာပေါ့နော်6နာရီထိုးရပြီ6နာရီထိုးရပြီဆိုတော့ကျွန်တော်နောက်ထပ်အောက်ပိုင်းထိုင်အောင်မယ်ဗျကျွန်တော်ဆော့ရကြတာစိတ်ပိုင်းနှစ်ခုဆော့ပြီးပြီအခုကအောက်ပိုင်းဆော့ဖို့ပဲကြံတယ်အောက်ပိုင်းဆော့တဲ့အခါကျကျွန်တော်အခုခြေသလုံးကိုအရင်ဆော့မယ်ခြေသလုံးကိုတော့10မိနစ်ပဲဆော့မယ်ကျန်တဲ့မိနစ်20ကိုကျွန်တော်ပေါင်အတွက်အချိန်ပေးဖို့ကျွန်တော်စိတ်ကူထားပါတယ်ဗျအခုချိန်ကကျွန်တော်သွေးပူခြေသလုံးသွေးပူလုပ်ပြီးတာနဲ့ကျွန်တော်လေးနဲ့ကိုစားပြီးဆော့တော့မှာပေါ့နော် Hey there. Subscribe to my channel. And also press this bell icon.
ကျွန်တော်ခြေသလုံးကို10မိနစ်ပဲစောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှတိတိဖြစ်အောင်အလေးကြီးနဲ့စောမယ်လေးရောပုံစံတော့စစ်စစ်ကျွန်တော်လည်းပါအခုကကျွန်တော်ကအချိန်နဲ့တော့ကျွန်တော်ကနားချိန်ယူမယ်ပါအခုတရားအကျော်ကျွန်တော်လေးထပ်တိုးမယ်ဒီနေ့အကျော်ခြေသလုံးက10မိနစ်ပဲအချိန်ရတဲ့အတွက်ကြောင့်မျိုးဆို၄ကြောပဲဆော်လို့ရမယ်ပေါ့ဗျာတရားအကျော်ဆော်မယ်ပြီးနောက်နံပါတ်4အကျော်ကိုလည်းလေးထပ်တိုးပြီးဆော်မယ်ခုဒါတော့တရားအကျော်ဆော်မယ်တော့ခု9မိနစ်ပဲနားမယ်နော်ကြားထဲမှာ9မိနစ်ပဲနားမယ်အခုကျွန်တော်ခြေသလုံးဆော့တာအချိန်10မိနစ်ပြည့်တော့ပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပေါင်အတွက်ထိုင်ထားကိုကျွန်တော်ထပ်ပြီးလှုပ်အောင်မယ်ကျွန်တော်ဒီကစားနည်းကိုကျွန်တော်3ကြောပဲအရင်ဆော့မယ်3ကြောပြီးရင်ကျွန်တော်အချိန်ရသလောက်တခြားဟာကိုကျွန်တော်ထပ်ပြီးဆော့ဖို့မှာဖြစ်ပါတယ်ဗျကိုကြောင့်ဒီနေ့လေးကြီးဆော့ရမယ်ရဖြစ်တဲ့အတွက်ကြောင့်ဒုတိယကြောကိုလေးထပ်တိုးတယ်ဒါကတော့ဒုတိယကြောမှာလုံးလုံးဆက်ကျွန်တော်ထည့်ထားတဲ့အလေးဖြစ်ပါတယ်နားလာလည်း9မိနစ်ပြည့်ပြီဆိုတော့ဒုတိယကြောကိုထပ်ဆွဲမယ်ဒီဒုတိယအကြောမှာ6ချက်ပဲနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အလေးတော့ထပ်မထည့်တော့ဘူးဗျာကျွန်တော်ဒီအလေးရဲ့အတိုင်းပဲနောက်တတိယအကြောကိုကျွန်တော်ဆက်ဆွဲမယ်9မိနစ်နားမယ်ကဲဟုတ်ပါပြီဒုတိယကစားနည်းရဲ့နောက်ဆုံးအကြောနော်ဒီကောင်ဆွဲပြီးရင်ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ leg press ကိုကျွန်တော်ဆော့အောင်မယ်ဗျာအဲဒီကောင်လည်းကျွန်တော်ကြံတဲ့အချိန်မှာကျွန်တော်ရသလောက်အကြောရည်ရသလောက်ကျွန်တော်ဆွဲတော့မှာဖြစ်ပါတယ်Hey there. Subscribe to my channel. And also press this bell icon. ဒီကောင်လည်းကျွန်တော်6ချက်နဲ့ပဲကျွန်တော်နားလိုက်ပါတယ်အခုဆက်ပြီးကျွန်တော်နောက်ဆုံးအနေနဲ့ leg press ကိုဆော့မယ်ပေါ့နော်အဲဒီကောင်ကိုကျွန်တော်အချိန်ရသလောက်ဘယ်နဲ့ကြော့ပဲဖြစ်ကျွန်တော်ဆော့သွားမှာဖြစ်ပါတယ်ဗျဒီနေ့ကအလေးကြီးနဲ့ကင်ပြီးဆော့ရမယ့်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာအလေးတွေကိုတစ်ခါတည်းထည့်လိုက်ပါတယ်အစောတော့ကကျွန်တော်ထိုင်ထားလုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအလေးတွေကိုအများကြီးတစ်ခါတည်းထည့်ထားရခြင်းဖြစ်ပါတယ်ဗျအခုဆိုရင်ဒီမှာကဒါ30တစ်ချက်နှစ်ချက်ဒါက15က2ချက်20ကတစ်ချက်
တော့ဒီမှာ50 60 90ဟုတ်ပြီတစ်ဖက်ကို90 kg တစ်ဖက်ကို90 kg ဖြစ်ပါတယ်ဒီခြေကန်နဲ့ဟာတော့ကျွန်တော်အကြောကြီးအချိန်ရသလောက်လေးကျွန်တော်အကြောကြီးရသလောက်လေးကျွန်တော်ဆွဲတော့မှဖြစ်ပါတယ်၄ကြောလည်းဖြစ်ခြင်းဖြစ်မယ်၅ကြောလည်းဖြစ်ခြင်းဖြစ်မယ်ကျွန်တော်အချိန်ရသလောက်ကိုကျွန်တော်ဆွဲတော့မှဖြစ်ပါတယ်ဗျဒါခုနကျွန်တော်ပြောသလိုပဲကျွန်တော်ထိုင်ထားတွေလုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအစောကလည်းအခြားစိတ်ပိုင်းတွေဆော့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတွေးပူပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုအလေးကိုတစ်ခါတည်းထည့်ရခြင်းဖြစ်ပါတယ်ဗျတကယ်တော့တခြားအချိန်ပေါ့နော်တကယ်လို့ကိုယ်ကဆော့မယ်ဆိုရင်တွေးပူတွေပါတယ်လှုပ်ပြီးတော့မှဆော့တင်ပါတယ်ဗျကျွန်တော်ခါကျွန်တော်ခုနထိုင်ထားတွေလည်းလှုပ်ပြီးသားမလို့ဒီလိုအလေးတွေကိုတစ်ခါတည်းထည့်ပြီးဆော့တာဖြစ်ပါတယ်နော်ဒီနေ့တော့ကျွန်တော်ကဒီရှေ့ပေါင်ကိုဦးစားပေးပြီးဆော့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီခြေအနေအထားဆိုရင်ကျွန်တော်ဒီလိုအပေါ်ထိထားတာမဟုတ်ပါဘူးဒီလိုကျွန်တော်အပေါ်ထိထားတယ်ဆိုရင်သူရဲ့ထိချက်ကဒီအနောက်ပေါင်ကိုပို့ပြီးတော့မှထိရောက်မှုပေးရပါတော့အခုကျွန်တော်ဒီရှေ့ပေါင်ကိုအဓိကဦးစားပေးဆော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလိုအောက်မှာလေးပဲကျွန်တော်ထားပြီးဆော့ပါတယ်ပြီးရင်ကျွန်တော်ရဲ့ဒီရှေ့ပေါင်ကိုအားဆိုင်မှုပို့ပြီးကောင်းအောင်လို့ကျွန်တော်ဒီမှာဖနှောက်ကိုအလွတ်ထားပြီးတော့မှဒီခြေဖြားလေးနဲ့ပဲကျွန်တော်ကဒီအလေးကိုကတ်မှာဖြစ်ပါတယ်ဗျโอเคဆက်ချက်ဒီကောင်ချီကနာကျွန်တော်အတွက်ဆိုရင်ထိုင်ထလောက်တာလောက်တိတ်မပင်ပန်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီကောင်ကို10မိနစ်ခွဲလောက်ပဲကျွန်တော်ကအနားယူမှာဖြစ်ပါတယ်ဗျာဘာလို့ဆိုကျွန်တော်ဆော်ရမယ့်အချိန်လဲပြည့်ခါနေနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီနေ့နားတဲ့အချိန်ကိုချုံလိုက်တာပေါ့နော်နားတဲ့အချိန်ကိုချုံပြီးတော့ကျွန်တော်ကအကြောကြီးနည်းနည်းပိုရအောင်ကျွန်တော်ကနားတဲ့အချိန်ကိုရှော့လိုက်တာဖြစ်ပါတယ်ဗျ There. Subscribe to my channel. Also press this bell icon. Oh. ကျွန်တော်နားချိန်ပြည့်တော့ဒီတတိယအကြောကိုဆက်ပြီးဆော့မယ်ပေါ့နော်ခြေတော်လေးဒီလိုထားမယ်မှာခြေဖနှောက်ကျွန်တော်လွတ်ထားတာပါတယ်ဒီတော့ဒီခြေဖြားတဲ့ခြေကိုပါအားကိုပဲတုံးပြီးတော့မှကျွန်တော်တုံးမှာပြပါတယ်နော်ဒီကဖနှောက်ကိုအလွတ်ထားပါတယ်ပါရှုမယ်ကျွန်တော်ပြောပြမယ်ဗျကျွန်တော်ဒီလိုပေါ့နော်တရက်ကိုကြွက်သားအစိတ်အပိုင်း3ခုကိုဆော့ခိုင်းတယ်ဆိုတာကလူကြီးမင်းတို့အနေနဲ့ဒီခါလေးကြရင်ကြောင်ပြောင်းနေတာပေါ့နော်ဘာဆော့လို့ဆော့ရမသိတာတွေဖြစ်တတ်တယ်လိုအခြေအနေနဲ့ဆော့ရမသိတာလည်းဖြစ်အချိန်မှလည်းဆော့ဖြစ်တယ်ပေါ့နော်ပြီးရင်ကိုကစီကံတကြနဲ့ဆော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအတွက်တိုးတက်မှုကိုလည်းပို့ပြီးမြန်ဆန်စေတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကဒီလိုအချိန်စရာတွေ program တွေကိုမိတ်ဆွေတို့အနေနဲ့ဆော့ဖြစ်အောင်လို့ကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်ဗျHey there. Subscribe to my channel. And also press this bell icon. Okay ဒီနေ့တော့ဒီလောက်ပဲပါနော်အချိန်လဲကျွန်တော်ဆော့တာအခုဆိုတနာရီခွဲ
ကြော်ထားတယ်ပေါ့နော်ကျွန်တော်ကဒီနေ့မှာဒါဒုတိယမြောက်ရက်ဖြစ်တယ်ပေါ့နော်မနေ့ကတရက်ဆော့ပြီးပြီဒီနေ့ကဒုတိယမြောက်ရက်ဖြစ်တယ်တင်ကျွန်တော်တတိယနဲ့စတုထရက်ကိုထပ်ပြီးဆော့ဦးမယ်အဲ့ဒါကိုလည်းမိတ်ဆွေတို့ဆက်ပြီးအားပေးကြပါဦးကျွန်တော်တတိယနဲ့အဲ့ဒီစတုထရက်ကိုတော့ကျွန်တော်ဟာအလေးပေါ်ပေါ်နဲ့ပဲဆော့မှာဖြစ်ပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာလည်းကျွန်တော်တခြားကျွန်တော်လက်လားမိတလောက်မိတ်ဆွေတို့လည်းလိုက်ဆော့လို့ရမယ် program လေးတွေကိုကျွန်တော်အပိုင်းလိုက်ခွဲပြီးတင်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပဲဆက်ပြီးဆုံကြတာပေါ့